နောင်နေမနက်မှာတော့ချိန်ကဒေါသကြီးနဲ့အိမ်ပြန်လာပြီးအမိုက်ထုတ်ပြဖို့ဂတိမတီတဲ့ဟွန်စုကိုအော်ဟစ်ဆဲဆူပါတော့တယ်။တကယ်တော့သူမရဲ့တကယ်ဒေါသကမရင်းညသူမအားငယ်လေးချိန်မှာပြစ်ထားခဲ့တဲ့ဟွန်စုအပေါ်မှာဖြစ်နေတာပါ။ဟွန်စုကလည်းသူ့ပြဿနာနဲ့သူမို့ပြန်အောင်ရင်စကားများကြတာနေချိန်တယောက်တည်းငိုနေတဲ့အတန်ကိုကြားတဲ့အခါမှာတော့ပြန်လေချော့မော်ရင်အဆင်ပြေသွားကြပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ရင်ဖွင့်ခဲ့ကြပါတယ်။ဟွန်စုကသူငယ်စဉ်ကအကြောင်းကိုပြောပြလာပါတယ်။အမေဖြစ်သူကသူ့ယောက်ျားလေးချင်းချင်းစိတ်ဝင်စားတာကိုရုတ်တရက်သိခဲ့ရပေမဲ့မစုဘူးပဲသူ့အခန်းထဲမှာညတိုင်းတူတူလေးဆူတောင်းပေးနေတဲ့ကြောင်းသူကမသိချင်းမမဲ့အခုလိုမျိုးဖိနှိပ်ခံထားရတဲ့ဘဝကြီးကိုတော့ဆက်မရှင်တန်ကြတော့ကြောင်းဝမ်းနေစွာပြောပြလာခဲ့ပါတယ်။ဂျေကလည်းသူမရဲ့ငယ်ဘဝကအမရွတ်ကိုပြန်ပြောပြပါတယ်။ကျောင်းတော်ကအနုပညာအတန်းမှာနွားနို့ဘူးပုံဆွေးရတော့အားလုံးကပုံမှန်တိုင်းဆွဲခဲ့ကြပေမဲ့သူမတယောက်တည်းကပဲချီမွထားတဲ့နွားနို့ဘူးပုံဆွဲခဲ့ရကြောင်းအားလုံးရဲ့လှောင်မြောင်မှုကိုခံခဲ့ရပြီးကြောင်းထွက်ခဲ့ရတဲ့အကြောင်းပါလူတွေကကိုယ်နဲ့မတူတမှုထူးခြားသူတွေကိုအမြဲတမ်းပြစ်မှတ်ထားတတ်တယ်ဆိုတော့သူမကကောင်းကောင်းနားလည်နေခဲ့ပါတယ်။တညမှာတော့သူတို့နှစ်ယောက်အတူတူမူပြီးစိတ်တူကိုယ်တူနာမည်တွေတက်တူထိုးခဲ့ကြပါတယ်။ရီရတာကဟောစုကမနက်နိုးလာမှသူ့လက်ကတက်တူကိုကြည့်ပြီးအလန့်တကြားဖြတ်နေမိတာပါ။ J အတွက် GH ကအဆင်ပြေနေပေမဲ့ဟောစုကပါ GH လို့ထိုးထားမိတာပါ။အမှန်တော့တောင်စုလို့ရည်ရွယ်ခဲ့ပေမဲ့နာလုံးလို့အော်ဟစ်ညင်းဆန်နေတာကြောင့်သူတို့နှစ်ယောက်လုံးရဲ့လက်မှာ GH ဆိုတဲ့တူညီတဲ့တက်တူးလေးတွေဖြစ်သွားခဲ့ရတာပါပဲ။မကြခင်မှာပဲဂျေကကိုဝင်ရှိနေမှန်းသိလိုက်ရပြီးဟွန်စုကသူမနဲ့အတူစီးအောင်လိုက်သွားပြီးခဲ့ရပါတယ်။ဒါပေမဲ့ဆရာဝန်ကသူမကိုတက်မုန်းထားတတ်ဘူးလို့ဆိုပြီးစော်ကားမော်ကားဝေဖန်ခဲ့ပါတယ်။ဒီလိုစကားမျိုးမခံစားနိုင်တဲ့ဂျေကလည်းဆရာဝန်ပြန်လေပြောဆိုပြီးစီးအောင်နေရနေငိုပြီးထွက်ပြေးသွားခဲ့ပါတယ်။ပြီးတော့သူမကလူတွေကဘာကြောင့်တပားသူကိုတလောက်လွယ်နဲ့ဝေဖန်ပြီးနားကြအောင်လုပ်ကြတယ်လေဆိုတာကိုသူမဘလို့မှနားမလည်နိုင်အောင်ဖြစ်နေပါတယ်လို့ဟွန်စုရင်ဖွင့်ရင်ရှင်ခွဲမတက်ငိုနေခဲ့ပါတယ်။ဟွန်စုကတော့ဘာမှပြန်ပြောပဲသူမကိုတိတ်ဆိတ်ဖတ်ထားပြီးနှစ်သိမ့်ပေးနေခဲ့တာပါ။ဒီစိတ်ထိခိုက်စရာအဖြစ်အပျက်တွေပြီးမှတော့ချိန်ကအရင်လိုမဟုတ်တော့ပဲသူမရဲ့ဘဝအတွက်အစာတွေကိုကြိုးကြိုးစားစားလုပ်လာသလိုကိုလည်းပို့ပြီးအာယုံဆိုင်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဟွန်စုကသူ့ရဲ့လျှို့ဝှက်ချက်ကိုလူသိမခံကျင်သေးတာကြောင့်စူကိုသဘောကျနေပေမဲ့အခြားသူပဲရှာလိုက်ဖို့ရင်နာနာနဲ့လမ်းခွဲစကားပြောခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဟွန်းစုစစ်ထဲဝင်သွားတဲ့အချိန်မှာဂျေကလည်းဟွန်းစုမရှိတဲ့အကြောင်းမှပြင်းနေတာနဲ့ပဲအင်္ဂလိပ်စာသင်ဖို့အော်စတြေးလျကိုထွက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကနှစ်အတော်ကြာဝေးကွာနေပေမဲ့လည်းပို့စကတ်လေးတွေကနေစင်အဆက်သွင်းပြက်ပဲတငယ်ချင်းတန်ရောစင်ကိုခိုင်မြဲအောင်တီဆောင်နေကြသလိုစူကလည်းဟွန်းစုစီကိုစာရီအမြင်မပြတ်ပို့နေစေဖြစ်ပါတယ်။စင်မူတန်းပြီးလို့ဟွန်းစုပြန်လာတဲ့အခါမှာတော့ဂျေကကိုရီးယားမှာအလောက်ကင်ကောင်းကောင်းရနေပြီဆိုပေမဲ့ချိန်ကပျော်နေတတ်တဲ့သူမကအခုတော့အလုပ်တွေပြီးပြီးအကျင့်အကြောင်းထက်အလုပ်ရှင်အကြောင်းပဲညီတွားနေတတ်တဲ့ဝန်ထမ်းတယောက်ဖြစ်လို့နေပါပြီ။ဟွန်စုကလည်းပွဲရဖို့ရောအလုပ်ရဖို့အတွက်ပါရုန်းကန်နေခဲ့ရတဲ့အချိန်မှာဒီတော်တင်မဂျေကရှေ့နေတယောက်နဲ့တွဲနေခဲ့သလိုဟွန်စုကလည်းစူကိုနဲ့မတင်မကျဆက်ဆံရေးမှာရှိနေပါတယ်။ဒါပေမဲ့ဂျေကတော့သူမရဲ့ချစ်သူကိုဟွန်စုနဲ့တိမ်ငဲနေတာအတိမပေးရဲခဲ့ပါဘူး။ဘာလို့လဲဆိုတော့အသက်အရွယ်ကွာဟတဲ့သူမရဲ့ချစ်သူကဟွန်စုတို့လိုဖြစ်တည်မှုနဲ့ပတ်သက်လာရင်နားလည်ပေးနိုင်မဲ့သူမဟုတ်လို့ပါတစ်ဖက်မှာလည်းဟွန်စုနဲ့ဆူတို့ရဲ့ဆက်ဆံရေးကအဆုံးသတ်တစ်ခုကိုရောက်လာပါတယ်တရက်မှာဆူကသူ့ရဲ့ဖြစ်တည်မှုကိုမိသားစုကိုဖွင့်ပြောတော့မယ်လို့ရင်ဖွင့်လာတဲ့အခါဟွန်စုကကြောက်စိတ်ဝင်သွားခဲ့ပါတယ်ဆူနဲ့တွဲနေအောင်မြင်ကြရင်သူပါဂေတယောက်ဆိုတာကိုလူတွေတီကုံမှစိုးရင်ပြီးနောက်ထပ်မတွေးကြတော့ဖို့လမ်းခွဲစကားကိုဆိုပါတယ်ဟွန်စုကိုယ်တိုင်စောက်ထားခဲ့တဲ့စိုးရင်စိတ်တိုင်းကြီးကြောင့်သူတို့နှစ်ယောက်ဟာချစ်လျက်နဲ့ပဲဇက်လန်တခန်းရပ်သွားခဲ့ရပါတယ်။ဂျေကလည်းသူမရဲ့ပင်ကိုစရိုက်တွေပျောက်ဆုံးလာခဲ့ပါတယ်။သူမသဘောကျတဲ့အဝတ်စားလှလှလေးတွေကိုမြင်ရပေမဲ့အလုံးနဲ့မတင်တော့မှဆိုရရင်ချစ်သူကသဘောမကျမှဆိုလို့မဝေဖြစ်တော့ပါဘူး။အရင်လိုတောက်ဖက်လှလှလေးမစီတော့တဲ့ဂျေကိုကြည့်ပြီးဟွန်စုကစိတ်ပြက်လက်ပြက်နဲ့မေးတဲ့အခါမှာတော့ချစ်သူကမကြိုက်လို့ဆိုတဲ့အဖြေကဟွန်စုကိုပို့ပြီးစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ပြီးတော့သူမကိုလက်ထပ်ဖို့ကမ်းလှမ်းထားပေမဲ့သူမကတော့ဝေခွဲမရဖြစ်နေကြောင်းပြောတော့ဟွန်စုကလက်ထပ်တာပေါ်တေချာမှုမရှိရမဟုတ်ပဲသူမချစ်သူအပေါ်တေချာမှုမရှိနေတာလို့သူကထောက်ပြခဲ့ပါတယ်။အိမ်နဲ့ဈေးဝယ်ပြီးပြန်မြေရောက်ရထားပေါ်မှာတော့သူမနဲ့ဆင်တူတဲ့အဝတ်အစားတွေဖက်ရှင်မကျတဲ့ဖက်နှက်တွေကိုဝတ်ထားပြီးပင်မနှွမ်းနေနေတဲ့အမျိုးသမီးတယောက်ကိုဂျေကငေးကြည့်နေမိပါတယ်။အဲ့မျိုးသမီးကိုကြည့်ရင်ကနေသူမကိုယ်တိုင်လည်းချိန်ကတက်ကြွခဲ့တဲ့အလှတရားရင်းနဲ့ကိုပိုင်ဟန်နေပဲချိန်ကလေးကပျောက်ဆုံးသွားခဲ့လေဆိုတာကိုနာကျင်စွာတတိထားမိသွားပါတော့တယ်
အိမ်ညမှာပဲဟောစုအခန်းထဲကအပူပေးဆက်ပြတ်သွားတာကြောင့်ထေရီခန်းထဲမှာတကတင်နဲ့အတူအိတ်ခဲ့ကြပါတယ်။နောက်နေ့မနက်မှာဂျေကြီးကအရင်လိုပဲဟုံးစုရဲ့ကြောပေါ်ခုန်တက်ပြီးစာနောက်နေတော့မှဂျေကြီးရဲ့ချစ်သူကအိမ်ရှိရောက်နေရမို့ဒီမြင်ကွင်းကိုမြင်သွားပါတော့တယ်။ထို့သူကသူတို့နှစ်ယောက်ရင်းနှီးမှုမြင်ပြီးဒေါသရေပောက်ခွဲကဟုံးစုကိုထိုးကျိတ်ပါတော့တယ်။ဂျေကဟုံးစုကိုကောက်ဝဲဖို့အတွက်သူ့ကခေတယောက်ဖြစ်ကြောင်းထုတ်ပြောလိုက်ပါတယ်။ဂျေတယောက်တည်းကိုသာယုံကြည်ပြီးသူ့ရဲ့ဖြစ်တည်မှုကိုဖွင့်ပြခဲ့တဲ့ဟုံးစုအတွက်တော့ဒီစကားကရင်မကိုအကန်ခံလိုက်ရတယ်လို့ပါပဲဒေါသထွက်နေတဲ့ချစ်သူကိုဂျေရအပြင်ခေါ်ထုတ်လာပြီးဖြည့်ရှင်းဖို့စ조사ခဲ့ပေမဲ့ထိုသူကဟုံးစုရဲ့ဖြစ်တည်မှုကိုယွန်စရာကောင်းသူလို့ဆဲဆိုနေခဲ့ရကြောင်းသူမအတိမခံနိုင်တော့ပဲစိတ်ဆက်လက်စွပ်ကိုချွတ်ပြီးတည်ငြိမ်စွာနဲ့လမ်းခွဲခဲ့လိုက်ပါတယ်